တနေ့မှာလူတစ်ယောက်ကသူ့နောက်ကိုလိုက်လာပြီးသူ့ကားထဲဝင်ဖို့စူးစမ်းနေတဲ့မီးရှင်လေးတစ်ကောင်ကိုတတိထားမိလိုက်တယ်။ဒီတရိษံလေးဟာသူ့ဘဝမှာဘလောက်အရေးပါလာမလဲဆိုတာကိုသူဘယ်တော့မှမတွေးထားပဲအိမ်ပြန်ခေါ်သွားဖို့ဆုံးဖြတ်လိုက်တယ်။သူဟာမီးရှင်လေးအတွက်နှွေးထွေးတဲ့အိမ်တစ်လုံးပြင်ဆင်ပေးခဲ့ပြီးမီးရှင်လေးဟာသူ့ရဲ့ပတ်ဝန်းကျင်အသစ်နဲ့မြန်မြန်ဆန်ဆန်လိုက်လျော်ညီထွေးဖိအောင်နေထိုင်နိုင်ခဲ့ပြီးပျော်ရွှင်သက်ကြွလာခဲ့တယ်။လူကိုအံ့အားသင့်ခဲ့တာကမီးရှင်လေးကသူ့ရဲ့အဖေါ်ကိုဘလောက်တောင်းကြခဲ့လဲဆိုတာပါပဲ။သူပေါ်လာလိုက်မီးရှင်လေးကသူ့ကိုကလေးတစ်ယောက်လိုဖတ်ပြီးသူနဲ့နီးနီးကပ်ကပ်နေခြင်းခဲ့လေ။အဲ့ဒီအမျိုးသားဟာမီးရှင်လေးကိုအယမ်းချစ်ပြီးနေ့တိုင်းအရသာရှိတဲ့အစားအစာတွေပြင်ဆင်ပေးတယ်။ကမ်းခြေကိုခေါ်သွားပြီးကစားတယ်။နှိမ့်နှိပ်ပေးတယ်။ပုံမှန်ရေချိုးပေးတယ်ဆိုတာသိချအောင်လုပ်ပေးတယ်။သူဟာစိတ်ရှည်ရှည်နဲ့ခြေသေးလေးကိုညှပ်ပေးပြီးဂယုစိုက်ပေးတယ်။မီးရှင်လေးရဲ့မွေးနေ့မှာလူကဂုံတိဖို့ကိတ်မုံတလုံးဝယ်ပေးခဲ့တယ်။သူ့ရဲ့ဂယုစိုက်တဲ့ပြုစုဆောင်ရှောက်အောင်မှာမိခွေးလေးကကြမ်းမှကြမ်းခတ်လာပြီးလူရဲ့ဘဝဟာပိုပြီးပြည့်စုံလာတယ်